ဒီနေ့တကြံကိုတော့ဒီချိန်တို့က9နှစ်ကနေ9နှစ်အတွင်းပကြီးတိုင်ပွဲလေးဒီချိန်လုပ်တယ်ပေါ့နော်အတန်းအကြီးတွေလည်းဒီချိန်တို့လုပ်တယ်အဲ့ထဲမှာမှအခုကအသက်9နှစ်ကနေ9နှစ်အတွင်းကလေးလေးတွေရဲ့လက်ရလေးတွေကိုဒီချိန်ကပြိုင်ပွဲလေးအနေနဲ့ကျင်းပပေးခြင်းဖြစ်ပါတယ်ကိုကြိုက်တဲ့ပုံလေးတွေကိုအမှနံပါတ်ကလေးတွေတက်ထားတယ်ကိုကြိုက်တဲ့ပေါ့နော်ဥမာနံပါတ်1ဆိုလို့ရှိရင်လည်းနံပါတ်1လို့ကွန်မန့်လေးမှာမှန်ခဲ့ပြီးမှနံပါတ်2ဆိုလဲနံပါတ်2နံပါတ်3ဆိုလဲနံပါတ်3ပေါ့နော်ကိုကြိုက်တဲ့လက်ရာလေးတွေကိုအဲ့ဒီကွန်မန့်မှာရေးခဲ့ပြီးပေါ့နော်ရေးခဲ့လို့ကွန်မန့်အများဆုံးပေါ့ဥပမာနံပါတ်8ကကွန်မန့်အများဆုံးရတယ်10ခုလောက်ရတယ်ဆိုလို့ရှိရင်ကျန်တဲ့သူတွေက10ခုလောက်မရဘူးနံပါတ်8ကပဲ10ခုလောက်ရတယ်ဆိုလို့ရှိရင်နံပါတ်8ကပထမဖြစ်မှာပါဒီချက်ကဒီထဲမှာကြတော့ကလေးလေးတွေကအရန်များတယ်ပေါ့နော်အသက်9နှစ်ကနေ9နှစ်မှာသူတို့ပြိုင်တဲ့ကလေးလေးတွေကအရန်များတဲ့အတွက်ဒီချက်ကပထမဒုတိယတတိယဆိုပြီးတော့ဒီချက်ကစုပေးသွားမှာဖြစ်ပါတယ်မေမေဖေဖေတို့ကတော့ဒီချက်ကိုဒီကနေပြီးတော့ပေါ့နော်ကွန်မန့်လေးတွေတော့မှန်ပေးသွားပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ဒီချက်တို့ကဘယ်လိုလုပ်လဲဆိုတော့ဒီချက်ရဲ့တင်နန်းပေါ့နော်တင်နန်းလေးတွေပါတယ်အိမ်တင်ကလေးလေးတွေပါတယ်တင်နန်းဟိုမှာတင်နန်း၄ခုလုံးပေါ့နော်ထောက်ကျန်းမင်္ဂလာတော်ဝါယာလက်အဲ့ဒီတင်နန်းလေးတွေအပြင်ကိုဒီချက်ကအိမ်တင်ကလေးလေးတွေလည်းပါတယ်9နှစ်ကနေ9နှစ်ပေါ့နော်အဲ့တော့ဒီချက်တို့ကဖေဖေမေမေတို့ကပေါ့နော်ကိုယ့်ရဲ့တတမမီလေးတွေကိုလည်းlike လေးပေးပြီးတော့ comment လေးပေးလို့ရတယ်လို့ကိုကြိုက်တဲ့ပကြီးကားလေးတွေကိုလည်း comment လေးတွေပေးခဲ့ပေးပါဦးเนาะတတမမီတို့အတွက်ပထမဒုတိယတတိယကိုဘယ်သူတွေရမလဲဆိုတာကို comment အများဆုံးကြည့်ပြီးတော့ဆုံးဖြတ်ကြရအောင်ဒီလို comment နဲ့ဆုံးဖြတ်ရမှာဒီချက်တို့ပုံလေးတွေထားတဲ့နေရာမှာပေါ့နော်ဒီချက်ဘက်ကနည်းနည်းတော့လွဲချော်မှုတွေရှိနိုင်ပါတယ်လူတွေအများများတဲ့အတွက်ဒီချက်ကလေးတွေမမှတ်မိဘူးပေါ့နော်အဲ့တော့ဒီချက်လက်ရလေးတွေကြည့်ပြီးတော့ပဲတခြားလောက်ရတာဖြစ်တဲ့အတွက်တကယ်လို့အမှားရွေးနေဖြစ်ခဲ့ရင်ဒီချက်ကဒီဗီဒီယိုလေးကနေပဲတောင်းပန်ပါတယ်နော်ကဲဖေမေမေတို့ရေဘယ်ပစီကားလေးတွေကိုကြိုက်ကြလဲဒီချက်ကို comment လေးတွေနဲ့မှန်းခဲ့ပြပါဦးနော်